စီကိုယ်စိတ်နှဖျားချမ်းသာစွာဖြင့်ဆရာတော်ခန္ဓာဝင်ကိုသာသနာဝင်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်ပြည်ရန်ကင်းပါစေစိတ်ဆင်းရဲကင်းပါစေကိုယ်ဆင်းရဲကင်းပါစေကိုယ်စိတ်နှဖျားချမ်းသာစွာဖြင့်ဆရာတော်ခန္ဓာဝင်ကိုသာသနာဝင်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်တတ်တော်ရာကျော်ရှိပါစေဆရာတော်တတ်တော်ရာကျော်ရှိပါစေဆရာတော်တတ်တော်ရာကျော်ရှိပါစေသာဓုတရားဝယ်စလိုက်ကြရအောင်တရားနှလုံးသွင်းချတရားပဲအာယုံပြုကြယနေ့ဝရမေသာသာသနာတော်နှစ်2569ခုနှစ်မြန်မာပြည်ရောဟာကောသာတက္ကရာ1389ခုနှစ်ရင်းကျလာသန်း9ရက်နေ့ခရစ်နှစ်2025စက်တင်ဘာလ28ရက်တနင်္ဂနွေနေ့ရန်ကုန်တိုင်းဒေသကြီးလက်ကုန်းမြို့နယ်သာကုန်းအုပ်စုပရဲကောကြီးရွာရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်းတင်မဲဆောင်တင်ဓမ္မထံသင်ဘုရားဝိပဿနာဣတာကျောင်းတိုက်တော်ကြီးအတွင်၌ဧသာဓမ္မရှိကြကုန်သောဆရာတော်တန်ခါတော်ရှင်မြတ်များနှင့်လေးပင်လေးရမှာရှိကြကုန်သောဆရာတော်တန်ခါတော်ရှင်မြတ်တို့၏ဘုန်းရိပ်ကံရိပ်မေတ္တာရိပ်ဩဝါဒရိပ်တို့ကိုခုလုံး၍မြမပြည်ရရှိဓမ္မတန်သည်မဝိသာကျောင်းတိုက်ကြီးများ၏တိုက်တဲ့ဆရာတော်အဂမဟာကမ္မထာနာစရိယမဟာဓမ္မဂရိကဘုဇနာဣတတရာပြည်ရင်းပြပသာသနာပြုအကျော်ဓမ္မရန်သည်အဓိပတိမဟာနာယကချုပ်ဓမ္မရန်သည်ဆရာတော်ဘုရား၏ဩဝါဒကိုခံယူ၍ဝါရင်ကာလနှစ်စဉ်မပြတ်စီရင်ပါပြုလို့အပ်သောသရုတ်ထအကျင့်မြောက်တန်ဃာတော်များဆိုင်ရာသာသနာပြုစွမ်းရည်မြင့်ကမ္မထန်နိပြသင်္นานကြီးနှင့်လာတဲ့ကျင်းပပြုလို့အပ်သော59ချိန်မြောက်ဓမ္မထန်သည်မုဂုံပဒနာနေညလုတ်တယ်လုတ်ပြီး10ရက်ဒုတိယစကံဘောကြီးဤ2ရက်မြောက်သောနေ့နေရမြောက်သောနေ့ဘုရားနနက်ပိုင်း7နာရီမှ9နာရီချိန်ထိဥဒ္ဓမြကျေးဇူးဆရာဟောကြားပေးမိတရားတော်ကနိယနာဝကတန်ယုတ်ပါဠိတော်ပရိစ္ဆသမုပ္ပါဒခန်းနှင့်ခန္ဓာဝကတန်ယုတ်ပါဠိတော်သစ္စာတန်ယုတ်ပါဠိတော်ဓမ္မသင်္ကနီပါဠိတော်နှင့်အဟာတတိပဋ္ဌာနာတော်ဝိသုဒ္ဓိမပါဠိအထာရတို့ကိုခြေခံ၍ကျေးဇူးဆရာဟောကြားအပ်သောခန္ဓာဉာဏ်ရောက်ဒိဋ္ဌိပြောင်းပရိစ္ဆသမုပ္ပါဒ်သင်္นานအမတ်နှင့်
တရားတော်ဤတရားတော်မြတ်ကြီးကိုနာယူမသားရဲ့မပြုတ်မီမှာတရားပိုင်းရှင်ဖြစ်တော်မူသောသုံးလောကတော်တာတပည့်ညမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဤဂုဏ်တော်ကိုအာယုံပြု၍အလုံးမဲ့လက်လေးတွေချီပြီးနမောတတသုံးချိန်ဖြင့်ယဉ်ညာပြပြရှိခိုးပူဇော်ကြောလိုက်ကြပေါင်းစုနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘုဒ္ဓယောနာကြကြသူတွေပါရှင်တော်မြတ်ဗုဒ္ဓ၏လူတော်ကြားအရဟန္တတဆုမိုးကုတ်ဆရာတော်ဘုရားကြီး၏ဉာဏ်တော်ကိုထိတ်မှထားပြီးဟောကြားနာယူမသားကြမှာဖြစ်လေသောကြောင့်ဆရာတော်ဘုရား၏ရေးသားတည်ကုံတော်မူခဲ့သောမူလနတ်ဘုရားလင်္ကာဆောင်ဘုံနှင့်ဝိဇာနှင့်တဏှာယကံဆောင်ဘုံတစ်ခုတို့ကိုဉာဏ်ဖြတ်ပြရွတ်ပတ်ပူသောပြီးတရားပွဲစလိုက်ကြရအောင်မူလနတ်ဘုရားသစ္စာနှစ်ခုလေးခုအလွာအင်္ဂါ12ပါးတရားကိုများနှင့်ဓမ္မတကြားသာတိမြာကထေရှားပြုပြီးစီရင်ဖန်တဲ့အကြောင်းရင်းကြောင့်လူနာများစွာတတဝါတို့ဖြစ်လာရမှုမဟုတ်ဟုဉာဏ်မြေရှု၍မြောသာအလုံးမဲ့လောက်ချီလေးတွေခြားထားမြတ်တော်ဣရိယာပုတ်ဖြင့်စိတ်ချမ်းသာလိုထိုင်ပြီးဟောကြားလက်တန်သောတရားဓမ္မများကိုအာယုန်တစ်ပါးစိတ်မသွားပဲဆက်လက်နိုင်ယူမသားနိုင်ကြပါပြီအာလုံးယောဂီအပေါင်းသူတော်ကောင်းတို့ဒီနေ့ဦးဇင်းတို့ဆေရတိုင်းတိုင်းကျင်းပပြုလုပ်အပ်သောတရားစခန်းပွဲကြီးဤနေ့ရက်မြောက်သောနေ့အကြောင်းကျိုးတိုက်ဆိုင်တဲ့အချိန်ကာသမယမှာရှင်တော်မြတ်ဗုဒ္ဓ၏လူတော်ကြားအရဟန္တတဆုမိုးကုတ်ဆရာတော်ဘုရားကြီးဥပနိဒေယကိုခံယူ၍သူတော်ကောင်းတို့ဦးဇင်းတို့ရဲ့ကျေးဇူးတော်ရှင်ဓမ္မရန်တိဆရာတော်ဘုရား၏ဩဝါဒနှင့်အညီဦးဇင်းများကျေးဇူးဆက်ပေးမိတရားဓမ္မများကိုသူတော်ကောင်းပေါင်းတို့ကနားလဲနာနိုင်ကြပါသည်နားတဲ့အတိုင်းလည်းပဲသိနိုင်ကြပါစေသိတဲ့အတိုင်းလည်းပဲကျင့်နိုင်ကြပါသည်ကျင့်တဲ့အတိုင်းလည်းပဲသူတော်ကောင်းတို့ဤနာတဲ့တရားကျင့်တဲ့တရားအတုစေတရားတို့သည်ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာဖြစ်တဲ့မျက်နှိပ်မှန်ဤ
အာကြီးသောထောက်ပံ့နေဖြစ်ပါသည်လို့ဦးဇင်းများရှေးဥပနာမမေတ္တာအာတိတမေတ္တာပဋ္ဌနာဖြင့်ယနေ့ဓမ္မသဘင်ကိုစတင်၍ဖွင့်လှစ်အပ်ပါတယ်အလုံးကျမ်းမာချမ်းသာစွာဖြင့်သာသနာပြုနိုင်ကြပါစေကဲဦးဇင်းတို့ရှေးပိုင်းမှာပရိစ္ဆသုံးပတ်သင်္นานတရားနာယုမသားခြင်းမပြုမိမှာစာပရိစ္ဆသုံးပတ်ဆူယူပေါ့ဒါဆိုတဲ့အခါမှာဦးဇင်းတို့မနေ့ကဝါငယ်ဆုံးဆရာတော်ဒီနေ့တော့အဲ့ဒီရှိရဆရာတော်ကြွပါဗျာဝါငယ်ဆုံးရှိရပြီဆိုတော့နော်ကဲဟုတ်ပြီပရိစ္ဆသုံးပတ်ဓမ္မအစဉ်မှာဒီတော့မနေ့ကရှောက်ထားတယ်လို့ပဲပရိသတ်ရှိရနေပြီးတော့ညွန်ပြပေးမယ်ဗျာရှိရနေပြီးတော့ယောဂီတွေကဦးဇင်းတို့မနေ့ကတိုင်းနဲ့တိုင်းပဲဦးဇင်းရှိကနေပြီးတော့ကောင်းတယ်ဆိုမယ်ယောဂီတွေကအဖြေအလုံးဒီပြီးတော့သင်္นานသားများလည်းအလုံးဆိုပေးပါဗျာကဲရှင်းတယ်အလုံးစဝိုင်းကြည့်ပြီးတော့ပူဇော်အောင်မူလာလိုက်မစုံနေအောင်လေကိုယ်လည်းနဲ့ကိုသွားမယ်လေပို့ပြီးတော့မှတ်မိအောင်လို့နော်မူလာနဗျာဆိုသည်မှာသစ္စာနှစ်ခုဆိုသည်မှာဒေကုအလွာဆိုသည်မှာအင်္ဂါ12ပါးဆိုသည်မှာတရားကိုအဓိပ္ပာယ်ဆိုမယ်ဦးဇင်းပါဠိဆိုတဲ့အခါအောက်ကသူ့ရဲ့တရားကိုလေးလေးဆိုပြီးမယ်နော်အဝိဇ္ဇာဆိုတာသင်္ခါရဆိုတာဝိညာဉ်ဆိုတာနာယုတ်ဆိုတာသာလာယရဏဆိုသည်မှာအတ္တဆိုတာဝေဒနာဆိုတာတဏ္ဍာဆိုတာဥပါဒံဆိုတာကမ္မဘဝဆိုတာဇာတိဆိုတာသရဆိုတာမရဏဆိုတာသောကဆိုတာပရိဒေဝဆိုတာဒုက္ခဆိုတာဒေါမနတဆိုတာဥပါယတဆိုတာယောဂီတွေလည်းရအောင်လုပ်ထားပြန်နော်အဲ့တော့ဦးဇင်းတို့ဒီမှာဒါ2ရက်ရှိသွားပြီ1ရက်တော့ဒီဒိဗ္ဗေလေးတွေလည်းဟောင်းများကတော့ရပြီးသားပေါ့အစ်စ်တွေလည်းရအောင်လုပ်ထားမရသေးရင်လည်းဝါချပေါ့ဝ
ဝိဇ္ဇာဆိုတာခေါ်ပါတယ်အငိုကြားနေတာနော်အဲ့ဒါတချို့ကဒါဓမ္မစာပလေးဒါလေးရအောင်လုပ်တာနော်ကဲဦးဇင်းတို့နောက်တဲ့ဆက်ဆုံးမယ်နော်စဝိုင်းထောက်ကြည့်ထားပါသုံးပါအဆက်ဆိုဒီမှာနယမူလဆိုဒီမှာဝေသုံးဝါဆိုဒီမှာကိလေသာဝသုံးပါဆိုဒီမှာကမ္မဝနှစ်ပါးဆိုဒီမှာဝိပါကဝရှစ်ပါးဆိုဒီမှာကာလသုံးဖြာဆိုဒီမှာရှင်ရာ20ဆိုဒီမှာတေကြောင့်ချင်းရာ5ပါးဆိုဒီမှာပစ္စုပန်ကျိုးချင်းရာ5ပါးဆိုဒီမှာပစ္စုပန်ကြောင့်ချင်းရာ5ပါးဆိုဒီမှာအနာဂတ်အကျိုးချင်းရာ5ပါးဆိုဒီမှာဤရှိသွဲဆိုဒီမှာဤရှိသွဲကိုအလွယ်ကြမ်းမသိစေအပ်သည်သန္တရာမလွကြောင့်ဒီသာဓုသာဓုသာဓုကဲရပါပြီဗျာဒီနေ့နောင်တော်ကြီးတွေလည်းအားမငယ်ပါနဲ့ဗျာလာမှာပါနော်ဥဒိခါကြီးကတပည့်တော်တို့ကျတော့ဒဇိမ့်ဆန်လိုက်တာပြစ်ထားရလို့ဖြစ်မှာဆိုလို့ရှောက်ပါမယ်ဗျာကဲဟုတ်ပြီနော်ယောသင်းတို့ဒီမှာယောဂီအသင်များလည်းပဲစဝိုင်းကြည့်ပြီးတော့ထောက်တဲ့ကြည့်တတ်သွားအောင်ယောသင်္นานသားတွေလည်းပဲအလေးချင်းဖြစ်သွားအောင်ပါဗျာဒီပရိစ္ဆာသုံးဘက်ဓမ္မအစဉ်ကိုသွားတဲ့အခါမှာဆရာတော်ဘုရားကတော့အမြဲတမ်းမိန့်ပါတယ်တရားဟောတိုင်းစုယုကိုကြည်ညက်အောင်ဆိုပြီးဒီတရားဓမ္မအစဉ်တွေဆိုတာကလောကမှာဖျားပွင့်လို့သိခွင့်ရတာတဲ့ဖျားတာလောကလည်းမှာမပွင့်ခဲ့ဘူးဆိုရင်တရားကတော့ရှိတာပဲဒါပေမဲ့ဒီအသည့်တွေဆိုတာဖျားလောကလည်းမှာပွင့်မှသိခွင့်ရတယ်တရားတော်တော်ဦးဇင်းတို့မနေ့ကပရိစ္ဆာသုံးပါးနဲ့ပတ်သက်ပြီးတော့အမြင်သုံးမျိုးပြောခဲ့တာလည်းပဲဝိုင်းကြီးဆိုတဲ့အမြင်နဲ့တာလွန်တဲ့ခန္ဓာဖြစ်စဉ်ခန္ဓာဖြစ်စဉ်ဆိုတာတဲ့တာလွန်နဲ့နိဗ္ဗာန်သွားရာလမ်းပြမြေပေါ်ပြောအောင်ပါလေ
ဒါကြောင့်မြေပုံလည်းမပြောက်စင်နဲ့လိပ်စာလည်းမပြောက်စင်နဲ့နောက်ဆရာတော်ဘုရားကဦးဇင်းတို့ဒီစောင်းနဲ့ပတ်သက်ပြီးတော့ဘာနဲ့ဥမာပေးထားတယ်ဆိုရင်သူတော်ကောင်းတို့ဦးဇင်းတို့ဒီပရိစ္ဆာသုံးဘက်ဆိုဆိုတာအိတ်ကြီးနဲ့တူတယ်လို့ဥမာပေးတယ်အိတ်ကြီးနဲ့တူတယ်ဆိုတာကိုကဒေသတစ်ခုခီးသွားတဲ့အခါမှာကိုလိုတဲ့ပစ္စည်းကိုအိတ်ထဲမှာထည့်လာလို့ရတယ်ယောဂီတွေမေးကြည့်ပေါ့အခုဆိုရင်ဒါချင်းနေလေခုမှအပြည့်ဒါအိတ်ဆိုရင်လည်းဒီရက်ဆိုအပြည့်ရှိသေးတာနောက်ထပ်9ရက်6ရက်ဆိုနည်းနည်းယော့လာဒါအခုကတော့အပြည့်ပဲเนาะဟုတ်ပြီเนาะဒီတော့အိတ်ပါတဲ့အခါကျတော့ကိုလိုတဲ့ပစ္စည်းကိုထည့်သွားလို့ရတယ်ဒီလိုပါပဲကို့မှာကဗိဓာသုံးဘက်ဆိုလိုတရားကိုကြီးညက်ထားတဲ့အခါကျတော့ဒီအိတ်ကြီးရှိနေတော့ဆရာတော်ဘုရားကြီးရဲ့တရားကိုပဲနာအချို့ချို့သောသစ္စာတရားကိုဟောပေးတဲ့ဆရာကောင်းသမားကောင်းတွေရဲ့တရားကိုပဲနာလိုက်တဲ့တရားတိုင်းဟာကိုယ်နှလုံးသားထဲမှာကြံတာပေါ့ဗျာဒီနေ့ကတော့အင်္ဂါ12ပါးရှင်းသွားတယ်ဒီနေ့ကတော့မူလနှစ်ပြပြောသွားတယ်ဒီနေ့ကတော့သစ္စာနှစ်ခုပြောသွားတယ်ဒီနေ့ကတော့ဒီတရားဓမ္မအစဉ်ကဒါတော့ရှုခံတဲ့ရှုဉဏ်ပိုင်းကဒီနေရာမှာယူပြီးတော့ပြောသွားတယ်ဒါလေးတွေသိရတယ်ဒါကြောင့်ဆရာတော်ဘုရားကဟေးအိတ်ကြီးနဲ့တူတယ်ဟေးတယ်ဒီအိတ်ကြီးလဲအမြဲတမ်းဆောင်ထားရည်ဒါကြောင့်ဆရာသမားတွေပြေးလိုက်တိုင်းဓမ္မအစဉ်တွေကိုကိုယ်နှလုံးသားထဲမှာကြံအောင်ပေါ့ဗျာကဲသူတော်တို့ကဘာသာဝင်ရပြောရမယ်ဆိုရင်ဘယ်ဘာသာဝင်အလုံးဖြေပါဘယ်ဘာသာဝင်အဲ့တော့ဗုဒ္ဓဘာသာဝင်ဆိုတဲ့အဖွဲ့အစည်းတည်းရဲ့ကဘာပေါ်မှာယနေ့တိုင်တည်ရှိပြီးတော့ဖြစ်ပေါ်လာတယ်ဒါဗုဒ္ဓဘာသာဝင်ဆိုတဲ့အဖွဲ့အစည်းတည်းရဲ့ဖြစ်ပေါ်လာတယ်ဆိုတာဘယ်သူအမိပြုတာလဲမင်းဖရာကိုအမိပြုတာပြောပါရဲ့လေကဲပြောအောင်မယ်သူတော်တို့ကဘယ်ဘာသာဝင်ဗုဒ္ဓဘာသာဝင်ဆိုတဲ့ဖွဲ့စည်းတည်းရဲ့ကဘာပေါ်မှာဖြစ်ပေါ်လာတယ်ဆိုတာဘယ်သူအမိပြုတာဖရာဆိုတဲ့နေရာမှာတော့အဲ့ဒါသူဖရာငါဖရာတွေကတော့မျိုးစုံပြောကြတာဟုတ်ဗျာနော်ဘုရားကခရစ်ယာန်ကလည်းခရစ်ယာန်ကြောင့်ပြောမှာပဲသူတို့ဖရာကြောင့်နောက်အစ္စလမ်ကလည်းအစ္စလမ်ဖရာကြောင့်ပြောမှာပဲနောက်ဟိန္ဒူကလည်းပဲသူတို့ပြောမှာပဲဒီနေရာမှာသူတော်ကောင်းတို့ဦးဇင်းတို့သူမယားဖရာအကြောင်းကိုဒီနေရာခဏထားပေါ့ဗျာပြီးတော့ဘုဒ္ဓအနေနဲ့တရားဓမ္မအစဉ်လေးတွေကတော့ဒါလေးတွေသွားတဲ့အခါမှာဘုရားဘာသာဝင်တရားဖြစ်ပေါ်လာပုံဆိုပြီးတော့ဆရာတော်ဘုရားကသင်္นานစဉ်မှာရှေ့ပိုင်းမှာပရိစ္ဆာသုံးဘက်ကိုပြောတဲ့အခါမှာဒါလေးစပြီးတော့တို့မေးတယ်ဗျာအဲ့တော့မေးလိုက်ပြီးတော့ဒီဘက်ကကိုနေတိုင်းပူဇော်တယ်ဗျာကိုနေတိုင်းစွန့်တော်တင်တယ်ဗျာကိုနေတိုင်းစွန့်တော်ကရေချမ်းတော်ကတ်နေတယ်ဗျာဒါသူတော်တို့အိမ်မှာနေတိုင်းစွန့်ကတ်တာပဲဘယ်တော့လဲကတ်တာပဲရေချမ်းတော်ကတ်တာပဲဒါတော့ရှမ်းတဲ့ဘုရားကြောင့်မသိဘူးဆိုတာခဏထားပေါ့ဗျာကိုကူးွယ်တဲ့ဘုရားအကြောင်းကတော့ကိုကသိဖို့မလိုဘူးလားအလုံးပြောသိဖို့မလိုဘူးလားဒါကြောင့်သူတော်ကောင်းတို့ဦးဇင်းတို့ကူးွယ်တဲ့ဘုရားသည်ဘာတိပွင့်လဲမင်းသစ္စာတိပွင့်တာပြောပါရဲ့လေကဲပြန်ပြောအောင်မယ်သူတော်တို့ကဘယ်ဘာသာဝင်ဘုရားဘာသာဝင်ဆိုတဲ့ဖွဲ့စည်းတရားကဘာမှဖြစ်ပေါ်လာတာဘယ်သူအမိပြုတာသူတော်ကောင်းတို့ဦးဇင်းတို့ကူးွယ်တော်မူတဲ့ဘုရားသည်ဘာတိပွင့်တာသစ္စာတိပြီးတော့ပွင့်တဲ့ဘုရားကလည်းဗုဒ္ဓရဲ့ရွှေနှုတ်တော်ကဟောကြားမဲ့တရားကလည်းဘာတရားဟောမှာဒါဦးဇင်းတို့ဘုဒ္ဓံပြန်လည်ပြီးတော့ပူဇော်ကြည့်ပေါ့ဗျာဗဒ္ဓကဘာမှာဘုရား၅ဆူပွင့်တယ်ယနေ့သူတော်ကောင်းတို့ဦးဇင်းတို့တွေ့ကြုံရတဲ့ဘုရားက၄ဆူမြောက်ဘုရားနောက်တစ်ခါဘုရားကတဆူသာကြံတော့ဒါဦးဇင်းတို့ဒီတဆူပွင့်ပြီးသွားပြီဆိုရင်ဗဒ္ဓကဘာဟာယနေ့ကဘာမြေကြီးပေါ်ကနေပျောက်ဆုံးသွားအောင်ပါဗျာနော်ကဘာကြီးပြတ်သုံးတယ်ဆိုတာအဲ့ဒီကြောင့်မှပြတ်မှာစိတ်မပူနေအောင်ကဘာကြီးဘယ်နေ့ပြတ်မလဲဆိုထိုင်ပြီးကြောက်နေတော့နော်နောက်တဲ့ဘုရားတဆူကြံသေးတယ်တဲ့နော်ဒါဗဒ္ဓကဘာပြီးသွားရင်နောက်ကလာမှာကတုံညကဘာတဲ့အဲ့ဒီတုံညကဘာဆိုရင်သူတော်ကောင်းတို့ဦးဇင်းတို့ဒီနေ့ဘုရားဆိုတဲ့တန်တွေမကြားရတော့ဘူးတရားဆိုတဲ့တန်တွေမကြားရတော့တန်ဃာဆိုတဲ့တန်တွေမကြားရတော့ဘူးနော်ဒါဦးဇင်းတို့မဟာတက္ကရာ103ခုနှစ်ကစုံလာပြီးနေ့မှာသူတော်ကောင်းတို့ဦးဇင်းတို့ကူးကွယ်တော်မူတဲ့ဘုရားပွင့်တော်မူခဲ့တယ်ဒါပွင့်တော်မူတဲ့ဘုရားရှင်ကိုရောမြတ်ကြီးဘုရားရဲ့ရှင်နှုတ်တော်ကနေပြီးတော့ပထမဆုံးမြတ်ကြားတဲ့တရားကလည်းဒါသစ္စာတရားဟုတ်ဘာတရားလဲသူတော်ကောင်းတို့ဦးဇင်းတို့ကိုးကွယ်တော်မူတဲ့ဘုရားရှင်ကိုရောမြတ်ကြီးသည်သစ္စာသိတယ်ဆိုတာလူပြောသူပြောနဲ့သိတာလားကိုယ်တိုင်ထွန်းရင်သိတာလားဒါကြောင့်မလို့ဦးဇင်းတို့တရားကုံတော်ပူဇော်ကြည့်ပါအရဟံသမ္မာသမ္ဗုဒ္ဓောဝ
ဝိဇာစရဏတမနောတုကရောလောကဝိတုအနုတ္တရောပုရိသဓမ္မသာရိတတ္ထာဒေဝမနုဿာနံဘုရောဘဂဝါဘဂဝါဘုရောတတ္ထာဒေဝမနုဿာနံလောပုရိသဓမ္မသာရိလောကဝိတုတုကရောဝိဇာစရဏတမနောတမတမုရောအရဟံဘုသောကြည့်လိုက်တဲ့အခါကျတော့အဲ့မှာဥဒ္ဒတို့တမတမုဒ္ဒကုံတော်မှာဆရာမကုသိယံမှုညမြကိုတော်တိုင်ထွတ်ထွင်းရတည်တော်မူလို့တမ္မာတန်ဗုဒ္ဓကိုအဲ့တော့သူတော်အောင်ဥဒ္ဒတို့ကိုးကွယ်တော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကြီးသည်သစ္စာတိဖို့ရအတွက်ဆရာမကုသိယံမှုညမြကိုတော်တိုင်တည်တော်မူတယ်ဒါလေးသွားတွေ့ရတယ်နော်ကဲမေးအောင်မယ်သူတော်အောင်တို့ကဘယ်ဘာသာဝင်ဘုရားဘာသာဝင်ဆိုတဲ့ဘုသီတရဲ့ကဘာပေါ်မှာဖြစ်တည်လာတာဘယ်သူအမိပြုတာလဲဟောသူတော်ကောင်းတို့ဦးဇင်းတို့အမိပြုတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကြီးကလည်းဘာတိပွင့်တာသစ္စာသိတဲ့နေရာမှာလူတော့သူများပြောလို့သိတာလားကိုယ်ပိုင်ထွတ်ထွင်းရင်သိတာလားအဲ့ဒါသိဖို့ရတဲ့သူတော်နေဘယ်တရားကိုအခြေခံလဲမင်းပရိစ္ဆာသမုပ္ပါတရားပြောပါရဲ့လေတရားဓမ္မအစဉ်လေးတွေမှတ်ရအောင်နော်ကဲပြန်ပြီးမယ်သူတော်တို့ကဘယ်ဘာသာဝင်ဘုရားဘာသာဝင်ဆိုတဲ့အဖွဲ့အစည်းတရက်တွေဘယ်သူအမိပြုဖြစ်လာတာလဲဟောသူတော်တို့အမိပြုတော်မူတဲ့ဘုရားရှင်ကိုရောမြတ်ကြီးကလည်းဘာတိပွင့်တာဟောသစ္စာတိဝရတဲ့လူပြောသူပြောနဲ့သိတာလားကိုယ်တိုင်ထိုးထွင်းရင်သိရလားအဲ့တော့တမ္မာတန်ဗုဒ္ဓဂုံတော်ယရဏဂုံကြီးစောက်ထဲမှာဦးဇင်းတို့ဘုရားဂုံတရားဂုံသံဃာဂုံနေနဲ့ဘာကနောဆရာတော်ဘုရားကြီးကဒါလေးတွေကိုအဓိပ္ပာယ်နားလည်လည်အောင်ပူဇော်ထားတာသိကောင်းတာပေါ့ဗျာနော်အဲ့ဒါကြည့်လိုက်တော့သူတော်ကောင်းဦးဇင်းတို့သစ္စာသိဖို့ရတဲ့ဘုရားဘုရားရှင်ကိုရောမကြီးဒီဘယ်တရားကိုအခြေခံလဲမင်းပရိစ္ဆာသမုပ္ပါတရားပြောပါတရားတယ်လေဒါကြည့်လေသူတော်ကောင်းဦးဇင်းတို့ဥရန်ပါဠိတော်မှာဘုရားကိုတော်တိုင်ဟောတော်မူခဲ့တာပဲနော်ဒါဥရန်ပါဠိတော်ဆိုတာဦးဇင်းတို့အလုံးနားလည်ပြောမယ်ဆိုရင်တန်ခါတော်ရှင်မြတ်တွေကတော့တန်တူပြီးသားပေါ့ဗျာဒါဦးဇင်းတို့ယောဂီတွေမှတ်ရမှာကတော့အိမ်မှာအနေကစားတင်တဲ့အခါမှာဒါတော့ရှင်မြတ်တွေကြွလာပြီဆိုပြီးတော့ဦးဇင်းတို့အိမ်တစ်တက်မင်္ဂလာကျင်းပပြီဆိုရင်အနေကစားတင်ပွဲကျင်းပါတယ်ကျင်းပပြီဆိုရင်အိမ်နေဆုံးပွဲတွေကဆုံးဘုရားကတ်ထားလိုက်တာတတိကုမျိုးပန်းကုမျိုးဆုံးနေတော့အကုန်လုံးကတ်ထားလိုက်တာအနေကစားတင်တဲ့နေ့အဲ့ဒါနောက်တည့်ရကျတော့လေဘုရားပြစ်ထားလိုက်တယ်ခုမှမကတ်တော့ပြန်စဉ်းစားမှပြောတာနော်ဒါကြောင့်နေကစားတင်တဲ့နေ့တော့ရှင်ဘုရားဒီနေ့တော့အထူးဘုရားတဲ့အဲ့နေကစားနောက်တည့်ရကျတော့ဘာကြောင့်ဆုံးမကတ်လဲဆိုရင်ပင်မန်းသွားလို့ဘုရားတဲ့အဲ့ခံရတာဒါသတိထားစရာကောင်းတယ်နော်အဲ့မှကြည့်သူတော်အောင်တို့ဒါတော့ရှင်မြတ်တွေအိမ်ကြွလာပြီဆိုတဲ့အခါကျတော့ဟိုမှာရွတ်တာပဲနေကစားတင်ပါဠိတွေရွတ်တာဒါကိုဥရန်ပါဠိတော်တယ်ဒီမှာရွတ်တဲ့အခါကျတော့ယတာဝေပါတုဝန္တိဓမ္မာအာဒဘိနောဇာယံတော်ဗြဟ္မဏတ္တာအထတကင်္ဂဥပယန္တိတဗာယတောပသနာတိတာယတုဓမ္မံအဲ့ဒီမှာယတာဝေပထမဂါထာမှာအကြောင်းဖြစ်ရင်အကျိုးဖြစ်မယ်ပြောပါရဲ့လေပြောအောင်ပါရဲ့လေဟောငါဘုရားရှင်ကိုရောမြတ်ကြီးကွယ်တဲ့အကြောင်းဖြစ်ပုံအကျိုးဖြစ်ပုံကိုမြတ်သောအကျင့်ဖြင့်သိခဲ့ပါလေအကြောင်းသည်ပရိစ္ဆာအကျိုးသည်အလိုလိုလားအကြောင်းကျိုးလားဟောဒါရပြောတော့သစ္စာသိဖို့ရတဲ့ဘယ်တရားကိုအခြေခံလဲမင်းပရိစ္ဆာသမုပ္ပါတရားပြောပါရဲ့လေဒါကြောင့်မလို့ဆိုတော့နံပါတ်1ခါတာပေါ့ဗျာနောက်နံပါတ်2ကတော့ယတာဝေပါတုဝန္တိဓမ္မာအာဒဘိနောဇာယနောဗြဟ္မဏတ္တာအထတကင်္ဂဥပယန္တိတဗာယတောခယံပစ္စယနအဝေရီဒုတိယခါတာကအကြောင်းချုပ်ရင်အကျိုးချုပ်မယ်ပြောအောင်ပါရဲ့လေဒါတပည့်တော်တို့ပရိစ္ဆာသုံးဘက်ဂုံရီကိုပူဇော်တဲ့နေရာမှာဆရာသမားအတိတိကဒီယတာဝေခါရာလေးထည့်ပြီးတော့ပူဇော်တယ်ဗျာပရိစ္ဆာသုံးဘက်ရဲ့ဂုံရီပေါ့ဗျာနောက်တပည့်တော်တို့ဆရာတော်ဗျာသင်တန်းပေးတဲ့အခါမှာလည်းဆရာတော်ဗျာအမြဲတမ်းဒါလေးမိတ်ပါတယ်ဗျာဘာကြောင့်ဥရန်ပါဠိတော်လေးကိုအခြေခံထားပြီးတော့ပရိစ္ဆာသမုပ္ပါတိပုံပေါ့ဟောဒီမှာကြည့်လိုက်တဲ့အခါကျအကြောင်းချုပ်ရင်အကျိုးချုပ်မယ်ငါဘုရားရှင်ကိုရောမြတ်ကြီးကွယ်တဲ့အကြောင်းချုပ်ပုံအကျိုးချုပ်ပုံကိုမြတ်သောအကျင့်ဖြင့်သိခဲ့ပါတယ်ဟောနောက်တတိယကဒါယတာဝေပါတုဝန္တိဓမ္မာ
အာဒဘိနောသာယနောဗြဟ္မဏတ္တဝိရုပယံတိတ္တိမာရတေနာသူရိယောဩဘာတယမန္တလိကံနည်းနည်းလေးအတန်လေးပြီးတော့မြင့်ရုပ်ပေးရတယ်။ဘာကြောင့်လဲဆိုတဲ့အခါကျတော့ငိုက်တဲ့ယောဂီတွေနိုးပါသေး။လှန့်နှိုးဟောတာဗျာ။နော်။အဲ့ဒါတတိယကာလကျတော့ငါဘုရားရှင်ကိုယ်တော်မြတ်ကြီးကွယ်တဲ့အကြောင်းဖြစ်ပုံအကျိုးဖြစ်ပုံအကြောင်းချုပ်ပုံကျိုးချုပ်ပုံဘိုင်မိုင်နိုင်နိုင်သိရှိကြလို့ဝိရုပယံတိတ္တိမာရတေနာသူရိယောဩဘာတယမန္တလိကံဖရာအဖြစ်ဝန်ခံခဲ့ပါတယ်။ဒါဒီနေရာမှာတို့ပူတော်တဲ့အခါကျတော့လေးသိချင်းတဲ့ကဘာတွင်ပါရမီ7ပါးအပြား30ဆွန်ကြီး5ပါးဖြစ်ခြင်းခဲ့တဲ့ပါရမီကဝိသောကြောင့်ဒီတော့ဤသောအကြောင်းကိုပြောပါဆိုရင်ပရိစ္ဆာသမုပ္ပါတရားဤသောအကြောင်းကဘာတရားလဲအလုံးပြောဘာတရားလဲဟောတရားပြောတော့ပရိစ္ဆာသုံးပါးတိလို့ဘုရားဖြစ်တာဟိဆိုတော့ဒီပရိစ္ဆာသုံးပါးဒေသနာတော်ကိုပိဋကတ်ဆရာတွေကဗုဒ္ဓဝိပဿနာပြောပါရဲ့လေအဲ့တော့အမြဲတမ်းနည်းနေတဲ့တရားဆိုတာပြောတာနော်ဗုဒ္ဓရဲ့ဝိပဿနာဗုဒ္ဓဝိပဿနာပေါ့ဒါကြောင့်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကငါဘုရားရှင်ကိုယ်တော်မြတ်ကြီးကွယ်တဲ့အကြောင်းဖြစ်ပုံကျိုးဖြစ်ပုံအကြောင်းချုပ်ပုံကျိုးချုပ်ပုံကိုဗိုင်းမိုင်နဲ့သိရှိခဲ့လို့ဘုရားအဖြစ်ဝန်ခံခဲ့ပါတယ်ဟောသူတော်ကောင်းတို့ဦးဇင်းတို့ကလည်းပဲဒီနေရာကတော့ဘုရားကတော့ဒီမှာဗုဒ္ဓရဲ့ပါရမီနဲ့ဗုဒ္ဓကပထမဆုံးပရိစ္ဆာသုံးဘက်ကိုသိတာဘူးဗျာနော်ဟောသူတော်ကောင်းတို့ဦးဇင်းတို့ကိုပါရမီနဲ့ကိုသွားတဲ့အခါကျတော့ဘုရားဖြစ်ကြောင်းတယ်ဒါဆရာတော်ဘုရားကြီးကခြေရာခံပြီးတော့လိုက်နိုင်အောင်ကြိုးစားတယ်အဲ့ဒါလိုက်နိုင်အောင်ကြိုးစားကြတော့သူတော်ကောင်းတို့ဦးဇင်းတို့လည်းပဲတန္တရာဝိတုခမှာလွတ်ချင်တယ်ဆိုရင်ဘာသိအောင်လုပ်ရမှာသစ္စာသိအောင်လုပ်ရမှာပြောဘာသိအောင်လုပ်ရမှာဒါကြောင့်သောတာပန်တက္ကတာကအနာဂံယန္နာဖြစ်ခြင်းနဲ့ဆိုရင်ဘာသိအောင်ကြိုးစားမှာသစ္စာသိအောင်ကြိုးစားမယ်ဒါအကြောင်းသိပရိစ္ဆာအကျိုးသိအလိုလိုလားအကြောင်းကျိုးလားဟောပါဠိလိုပြောတော့ပရိစ္ဆာသမုပ္ပါဒအကြောင်းတရားကိုပြောတာနော်ဟောဒီဘက်ကပရိစ္ဆာသမုပ္ပန္နအကြောင်းနဲ့အကျိုးပြောပါရဲ့လေအကြောင်းသိပရိစ္ဆာအကျိုးသိကဲတလုံးတက်လိုက်တော့ခန္ဓာဖြစ်ကြောင်းနဲ့ခန္ဓာဖြစ်ကျိုးပြောပါရဲ့လေဟောဒါဟုတ်ပဲဆရာတော်ဘုရားကြီးကသိဆိုတော့လည်းပဲပရိစ္ဆာသုံးပါးစဝိုင်းကိုလှည့်တက်ရုံနဲ့တော့မပြီးသေးဘူးတဲ့ဒါကတာရကပဲရှိသေးကဗราဏကခန္ဓာကြောင့်သိရမယ်ဒါစဝိုင်းကြီးကတာတကခန္ဓာကြီးကတတ္တိပရိစ္ဆာသုံးပါးဆိုတာသူများကြောင့်လားခန္ဓာကြောင့်လားဟောသူများကြောင့်လားကိုယ်ကြောင့်လားကိုယ်ဆိုတာရှားလားခန္ဓာလားဒါကြောင့်မနေ့ကပြောခဲ့တယ်ပရိစ္ဆာသုံးပါးဆိုတာကခန္ဓာဖြစ်စဉ်ပြောပါရဲ့လေကဲမေးပါမယ်သူတော်တို့ကဘယ်ဘာသာဝင်ဘုရားဘာသာဝင်ဆိုတဲ့ဗောဓိတရားကဘာပေါ်မှာဖြစ်ပေါ်လာတာဘယ်သူအမိပြုတာသူတော်ကောင်းတို့အမိပြုတဲ့ဘုရားတွေဘာသိပွင့်တာဟောသစ္စာတိဝိယအတွက်လူပြောသူပြောနဲ့သိတာလားကိုယ်ပိုင်ထိုးထွင်းရင်သိတာလားဒါဥစဉ်တို့သမထအရာဆုံးကတော့အလာရတို့ဥဒကတို့စီမှာသွားတင်တာတွေရှိတာဘူးဗျာနော်ဟောဒီဘက်ကဝိပဿနာတရားသစ္စာတရားခန္ဓာဉာဏ်တရားကြတော့ဆရာမကူသိရမှုဉာဏ်ဖြင့်ကိုတော်တိုင်သိတော်မူ၏တမ္မာတန်ဗုဒ္ဓဂုဏ်တော်ဟောဒီဘက်ကဦးဇင်းတို့သိဖို့ရအတွက်လဲဘယ်တရားကိုအခြေခံထားလဲမင်းပရိစ္ဆာသမုပ္ပါတရားပြောအောင်ပါရဲ့လေဟောပရိစ္ဆာသုံးပါးဆိုတာလဲသူများကြောင့်လားခန္ဓာကြောင့်လားဟိုသစ္စာတရားဆိုတာလဲသူများကြောင့်လားခန္ဓာကြောင့်လားဒါကိုပိဋကတ်တော်ကိုဆရာတင်ပြီးတော့ကျေးဇူးတော်ရှင်မိုးဆရာတော်ဘုရားကြီးကကျမ်းကြည့်ပြီးသွားတာကဟေပရိစ္ဆာသုံးပါးဆိုတာလဲခန္ဓာကြောင့်ပါပဲဟေသစ္စာတရားဆိုတာလဲခန္ဓာကြောင့်ပါပဲဟေဒါအင်ကြီးခန္ဓာအင်ကြီးနိဗ္ဗာန်တိနာဟေဝတ္တပေတယ်နိဗ္ဗာန်ကိုလိုချင်ပါတယ်နိဗ္ဗာန်ကိုရချင်ပါတယ်ဆိုရင်ခန္ဓာမှတပါအခြားမရှာနဲ့ဒါကြောင့်တော်တော်အောင်လို့ခန္ဓာထဲမှာတရားရှာပြောအောင်ပါရဲ့လေကြောင့်ခန္ဓာဖြစ်ကြောင်းနဲ့ခန္ဓာဖြစ်ကျိုးပြောပါရဲ့လေအကြောင်းသည်ပရိစ္ဆာအကျိုးသည်အလိုလိုလားအကြောင်းကျိုးလားဒါကြောင့်မလို့တပည့်တော်တို့ယထာဝေသုံးဂါထာဒါလေးကိုပူဇော်ပြီးတဲ့အခါမှာဆရာတော်ဘုရားကပရိစ္ဆာသုံးဘက်ဂုဏ်ကြီးကိုထုတ်ပြီးတော့ပူဇော်တဲ့အခါမှာဒီအစဉ်လေးကိုအမြဲတမ်းတ
ဓမ္မအစဉ်နဲ့ပြပါလေဒါယောဂီတွေမှတ်ထားမှာကတော့တို့ရင်တို့ရတို့ဌာနမှာแล้วပြီးတော့တန်ဃာတော်ရှင်မြတ်တွေကြွလာတယ်ဆိုတော့အနိကသာတင်တယ်ဘုရားရဲ့ပါဠိတော်တွေကိုရွတ်ပတ်တရစေတယ်ဆိုတာကဟောဒါဥရန်ပါဠိတော်တွေကိုရွတ်ပတ်တရစေပေးနေတာဗျာနော်ဒါအနိကဇာတိတန်တာရစရှိပြီးတော့အဲ့ဒီမှာဦးဇင်းတို့ယရာဝေသုံးခါတာဝိဇ္ဇာပစ္စယသင်္ခါရတို့ဒါရွတ်ပတ်တရစေပေးနေတဲ့ခါကျတော့ဟောတို့ဓမ္မအစဉ်တွေဒီမှာအကြောင်းဖြစ်ပုံကျိုးဖြစ်ပုံအကြောင်းချုပ်ပုံကျိုးချုပ်ပုံဒီတော်တရားတွေကတို့မဖြစ်မနေသိရမယ်တရားတွေပါလားကဲမေးအောင်မယ်သူတော်တို့ကဘယ်ဘာသာဝင်ဘုရားဘာသာဝင်ဆိုတဲ့ဘွယ်သီးတရားတွေဘယ်သူအမိပြုဖြစ်ပေါ်လာတာလဲသူတော်တို့အမိပြုတဲ့ဘုရားတွေဘာသိပွင့်တာဟောသစ္စာသိတဲ့နေရာမှာလူပြောသူပြောနဲ့သိတာလားကိုယ်ပိုင်ထိုးထွင်းရင်သိတာလားဟောသိဖို့ရတဲ့ဘယ်တရားကိုအခြေခံတာပရိစ္ဆာသမုပ္ပါတရားဘာတရားလဲလေဟောပရိစ္ဆာသုံးပါးတရားသူများအကြောင်းလားကိုယ်အကြောင်းလားဒါကြောင့်ဗုဒ္ဓဘုရားရှင်ကိုရောင်မြတ်ကြီးကလည်းပဲမဟာတက္ကရာတရားသုံးခုကိုစုံလိုက်ပြီးနေမှာဘုရားဖြစ်တယ်ဘုရားဖြစ်တဲ့ကရောက်ဥဒ္ဒံပါဠိတော်ဆိုတာဗုဒ္ဓရဲ့စိတ်အစဉ်မှာပေါ်ခဲ့တာနော်ပြီးမှပြန်လည်ပြီးတော့ဟောပြတယ်ဟောအဲ့ဒီမှာဥဒ္ဒံဘုရားဖြစ်ပြီးတော့ဝါဆိုလာပြီးနေမှာဗုဒ္ဓရဲ့ရှင်တို့တော်ကနေပထမဆုံးပြောကြားတဲ့တရားဟာတာမန်တရားလားသစ္စာတရားလားဟောဒါကြောင့်မလို့ဦးဇင်းတို့သစ္စာတရားပေါ့ဗျာဒီတဲ့နားလည်အောင်ပြောရင်သစ္စာစကားပေါ့ဒါကြောင့်ဗုဒ္ဓဘာသာဝင်ဆိုတာဘုရားဘာသာဆိုတာစကားပဲဝင်ဆိုတာနားထောင်တာဗုဒ္ဓဘာသာဝင်ဆိုတာကဘုရားစကားနားထောင်တာပြောပါရဲ့လေဟောဘုရားစကားနားထောင်တဲ့ပုဂ္ဂိုလ်ဘယ်ဘာသာဝင်ဒါကြောင့်မလို့ဦးဇင်းတို့ဘုရားဘုရားရှင်ကိုရောင်မြတ်ကြီးကလည်းသူတော်တို့ကိုဘာသိစေချင်တာကဲသူတော်တို့လည်းဘာသိအောင်လုပ်ရမှာဟောသစ္စာတရားဆိုတာဝိမာလားခန္ဓာထဲမှာလားဟောဒါကြောင့်မလို့ရှိသူတော်ကောင်းကြီးများကဘုရားပြောက်တော့စိတ်မှာရှာတယ်တရားပြောက်တော့ကိုယ်မှာရှာတယ်တန်ခါပြောက်တော့ဘုန်းကြီးကြောင့်သွားရှာဘုန်းကြီးကြောင့်မရှိတော့ဘူးတန်ခါတွေကုန်းကုန်ပြီအဲ့ဒါနော်အဲ့ဒါကိုဘက်ကနှိမ့်ဆက်လိုက်ငလင်ကနှိမ့်ဆက်လိုက်နဲ့ကုန်းကုန်ရပြီကောင်းနော်ဒါကြောင့်မလို့တန်ခါပြောက်တော့ဒါနသီလဘာဝနာ၃မျိုးပေါင်းရင်ရှာလိုက်ပါရှိသူတော်ဟောကြီးမြတ်ကနော်ဘုရားပြောတော့စိတ်မှာရှာတယ်မိမိရဲ့စိတ်စဉ်မှာဒီဘက်ကဖြစ်ပြမဲ့ကြိုက်တဲ့ချိန်နှလုံးသားထဲမှာဘုရားပွင့်တာပေါ့ဗျာတရားပြောတော့ကိုယ်မှာရှာတဲ့တရားရှာတော့ကိုယ်မှာတွေ့တယ်ဒီခန္ဓာအကြောင်းသူတော်ကောင်းတို့ဦးဇင်းတို့သိအောင်ကြိုးစားနေတော့ဟောတရားရှာနေတာပဲတန်ခါပြောတော့ဒါနသီလဘာဝနာ၃မျိုးပေါင်း၍ရှာလိုက်ပါအဲ့မှာဗုဒ္ဓဘုရားရှင်ကိုရောင်မြတ်ကြီးကအရှင်ကောဏညာရှင်ဝပ္ပရှင်ပတ္တိယရှင်မာနရှင်အတ္တတိဒီတော့ပင်စားဘုရင်၅ခုကိုအကြောင်းပြုပြီးတော့ဗုဒ္ဓရဲ့ရှင်တို့တော်ကပထမဆုံးမြတ်ကြားတဲ့တရားကလည်းတာမန်တရားလားသစ္စာတရားလားဒါသစ္စာတိမှနိဗ္ဗာန်ဝင်မှာဘုရားသစ္စာတရားဗုဒ္ဓရဲ့ရှင်တို့တော်ကနေပြီးဟောကြားတော့ဟောဒီမှာကြည့်တော့ပင်စားဘုရင်၅ခုကလည်းနာကတရားနာဉာဏ်ငခန္ဓာလက်ပြောပါရဲ့လေဒါဘာလို့တာလဲမင်းအရိယာစကံကိုတက်လန်းနေတာဘယ်စကံတက်လန်းနေတာဒါကြောင့်မလို့ဦးဇင်းတို့နောက်တစ်လုံးတိုးလိုက်တဲ့ခါကျတော့ဆရာတော်ဘုရားကတရားစင်မှာပေးတယ်လေအဲ့တော့ဝိပဿနာရှုတယ်ဆိုတာဘာလို့တာလဲမင်းပုထုဇဉ်နယ်ကနေအရိယာနယ်သို့တက်လန်းနေတာပြောပါပဲလေပုထုဇဉ်နယ်ကနေဥမာကြည့်လေမဟာတက္ကရာတရားသုံးခုကိုစုံလာပြီးနေဘုရားဖြစ်တော်ဝါဒလာပြီးနေမှာတရားရည်အမြတ်ရှိကိုဗုဒ္ဓကတိုက်ရွေးတဲ့ခါကျတော့ဗုဒ္ဓရဲ့ရှင်တို့တော်ကဟောကြားတဲ့သစ္စာတရားရှင်ကောဏညာစရှိတဲ့ဘုရားဝင်ငါ့ဘုရားတရားဓမ္မတွေနာပြီးတော့နာကတရားနာဉာဏ်ကခန္ဓာလက်ဘယ်စကံတက်လန်းတဲ့ဆိုအရိယာစကံကိုတက်လန်းနေတာအရိယာကလည်း၄မျိုးရှိတယ်သူတော်တို့သောတာပန်တဂဒါကံအနာကံယဟန္တာပြောပါလေသောတာပန်တဂဒါကံအနာကံယဟန္တာဒါပဲဦးဇင်းတို့ဉာဏ်နဲ့ပြောမယ်ဆိုရင်သောတာပတ္တိမဉ္ဇဉ်ပူဉ္ဇဉ်ဖြင့်အာယုံပြုတဲ့နိဗ္ဗာန်တို့တဂဒါဂမိမဉ္ဇဉ်ပူဉ္ဇဉ်ဖြင့်အာယုံပြုတဲ့နိဗ္ဗာန်တို့အနာဂါမိမဉ္ဇဉ်ပူဉ္ဇဉ်ဖြင့်အာယုံပြုတဲ့နိဗ္ဗာန်အရဟတမဉ္ဇဉ်ပူဉ္ဇဉ်ဖြင့်အာယုံပြုတဲ့နိဗ္ဗာန်ဆိုပြီးတော့နိဗ္ဗာန်နဲ့ပတ်သက်ပြီးဉာဏ်အပြား၄မျိုးပြပုံမှာလည်းပဲဆရာတော်ဘုရားကဓမ္မအစဉ်မှာသူတော်တို့မှတ်လွယ်အောင်ပေးထားတာပဲနော်ဒါကြောင့်မလို့ဝိပဿနာရှုတယ်ဒီနေ့
တရားတွေနာကြတယ်တရားတွေအထုတ်ကြတယ်ခန္ဓာညောင်းတွေလောက်ကြတယ်ဆိုတာကဘယ်နယ်ကနေဘယ်နယ်တလန်းနဲ့ပုရုဇဉ်နယ်ကနေအရိယာနယ်သို့တလန်းနဲ့အဲ့တော့တလန်းလိုက်တော့သူတော်ကောင်းတို့ဦးဇင်းတို့အရင်ဆုံးဖြစ်ရမယ်တရားကဘာရိယာသောတာပန်အရိယာပြောဘာရိယာလဲဟောသောတာပန်မှာမတည်ဘဲနဲ့ဒီဘက်ကတက္ကတာကအနာဂံယန္နာဖြစ်ချင်လို့ရပါမလားဒါဆိုရင်ဒါခဏထားလိုက်အောင်ထားလိုက်တော့ဘယ်နာသွားထဲမဲ့ပြန်သိမ့်ထားတယ်နော်အဲ့ဒါသင်ထောက်ကိုပေါ့ဗျာဒီမှာအရင်ဆုံးပြရမယ်တရားကဘာရိယာလဲအဲ့ဒါသောတာပန်တည်ခြင်းနဲ့ဆိုရင်လည်းပယ်သက်ရမယ်ကိလေသာကဒိဋ္ဌိနဲ့ဝိသိကိစ္စပြောပါနဲ့ပါရဲ့လေဟောဒိဋ္ဌိနဲ့ဝိသိကိစ္စကိုသူတော်တို့ပယ်ခြင်းနဲ့ဆိုရင်လည်းဘာဝနားလည်ရမယ်ဆိုရင်ပရိစ္ဆာသမုပ္ပါတရားဘာတရားတယ်လဲဟောဒါကြောင့်မလို့ဆရာတော်ဘုရားကြီးကဟေးပရိစ္ဆာသုံးပတ်ဆိုတာဒိဋ္ဌိဖြုတ်ပေးတဲ့လက်နက်ကြီးဟေးတယ်တန်တရားကိုစိကိစ္စကိုပယ်တတ်ပေးတဲ့လက်နက်ကြီးနဲ့တူတယ်ဟေးတယ်ဒါပြောတာပဲတခါကျော်ဥလာဘုတို့ခင်ဗျားတို့ယံသူတတ်တာယံမတတ်နဲ့ဗျာကိုကသောတာပန်တည်ခြင်းနဲ့ဆိုရင်ဘယ်ကိလေသာတွေကိုပယ်တတ်ရမယ်ဆိုတာအရင်ဆုံးရွေးထုတ်တယ်ဒါတော့ရွေးထုတ်ပြီးတော့ဒီပယ်တတ်တဲ့နေရာမှာဒီကိလေသာတွေကိုပယ်တတ်တဲ့နေရာမှာဟောဒီဘက်ကဘာဝနားလေရမလဲဆိုတာအရင်ဆုံးတွေ့အောင်ရှာကဲတော်တို့ဦးဇင်းတို့ဒီမှာလည်းပဲပြန်စိုက်သွားတော့ပရိစ္ဆာသုံးဘက်ကိုကြီးပြန်သွားတာနော်ပရိစ္ဆာသုံးဘက်မှာလည်းနှမျိုးရှိတာကစာပရိစ္ဆာသမုပ္ပါနဲ့ခန္ဓာပရိစ္ဆာသမုပ္ပါပြောအောင်ပါလေရောစာပရိစ္ဆာသုံးဘက်သည်အခြေခံခန္ဓာပရိစ္ဆာသုံးဘက်သည်အခြေခံကောင်းမှရှင်မှန်ကောင်းမှအမှားယူဒိဋ္ဌိစင်မယ်ရှင်မှန်ကောင်းမှဘာလဲအမှားယူဒိဋ္ဌိစင်မှာတန်တရားကင်းမယ်အမှားယူဒိဋ္ဌိစင်မှာဘာလဲတန်တရားကင်းရင်ဉာဏ်အလင်းလာတတ်ပါတယ်တန်တရားကင်းရင်ဘာလဲကဲပြောအောင်ပရိစ္ဆာသုံးဘက်ဘယ်နှမျိုးစာပရိစ္ဆာသမုပ္ပါနဲ့ခန္ဓာပရိစ္ဆာသမုပ္စာပရိစ္ဆာသုံးဘက်သည်အခြေခံခန္ဓာပရိစ္ဆာသုံးဘက်သည်အခြေခံကောင်းမှအဖြစ်မှန်ကောင်းမှအမှားအယူဒိဋ္ဌိစင်မယ်ဖြစ်မှန်ကောင်းမှဘာလဲအမှားယူဒိဋ္ဌိစင်မှတန်တရားကင်းမယ်အမှားယူဒိဋ္ဌိစင်မှဘာလဲကဲတန်တရားကင်းဉာဏ်လည်းမလာနိုင်ဘူးလားဟောဒါဆိုရင်သူတော်ကောင်းတို့ဦးဇင်းတို့တတ်ရမယ်ကိလေသာတရားခံတွေ့ပြီလေအဲဒါကြောင့်ဒိဋ္ဌိနဲ့ဝိသိကိစ္စပယ်တတ်ခြင်းနဲ့ဆိုရင်ဘာနားလည်လားပရိစ္ဆာသမုပ္ပါတရားဒါကြည့်ပြီးတော့သူတော်တို့ပရိစ္ဆာသမုပ္ပါနားမလဲဘယ်နဲ့ကတော့မိသူတူတယောက်မှသောတာပန်မတည်နိုင်ဘူးဒါဟုတ်ဆရာတော်ဘုရားကြီးကချက်ပြီးပူဇော်ထားတာကတက္ကတာကနာကံယန္နာဖြစ်ခြင်းလဲပရိစ္ဆာသမုပ္ပါနားလဲရမယ်ဒါကြောင့်တရားဓမ္မဆင်းထဲမှာရှိကပရိစ္ဆာသမုပ္ပါဂုံကြီးပူဇော်သွားတယ်ဟောဒီမှာကြည့်လိုက်တယ်သူတော်ကောင်းတို့ဦးဇင်းတို့သွားရမယ်လမ်းကြောင်းမှာပိတ်ဆို့ထားတဲ့ကိလေသာတရားနှစ်ပါးရှိတယ်ဒိဋ္ဌိနဲ့ဝိသိကိစ္စအဲ့ဒါဒိဋ္ဌိနဲ့ဝိသိကိစ္စကိုပယ်တတ်ခြင်းနဲ့ဆိုရင်ပရိစ္ဆာသမုပ္ပါနားမလဲလို့မရတော့ဘူးအဲဒါကြောင့်ပရိစ္ဆာသမုပ္ပါဒီဘာဖြုတ်ပေးတဲ့တရားလဲအလုံးပြောဘာဖြုတ်ပေးတဲ့တရားဟောဒီဘက်ကနံပါတ်2ပြတော့ဘာကိုပယ်တတ်ပေးတာတန်တရားဝိသိကိစ္စပြောပါရဲ့လေကဲမေးအောင်မယ်ဒိဋ္ဌိနဲ့ဝိသိကိစ္စဖြုတ်ခြင်းဘာကိုနားလဲရမှာအလုံးပြောဘာနားလဲရမှာပရိစ္ဆာသုံးဘက်ဘယ်နှမျိုးနှမျိုးကစာပရိစ္ဆာသမုပ္ပါနဲ့စာပရိစ္ဆာသုံးဘက်ကိုနားလည်ရင်ဘာဉာဏ်နဲ့လဲတန်ဝေကဉာဏ်မနေ့ကပြောခဲ့ပြီးသားနော်ခန္ဓာပရိစ္ဆာသုံးဘက်ကိုနားလည်ရင်ဝိပဿနာဉာဏ်ပြောအောင်ပါလေစာပရိစ္ဆာသုံးဘက်ကိုနားလည်ရင်ခန္ဓာပရိစ္ဆာသုံးဘက်ကိုနားလည်ရင်စာပရိစ္ဆာသုံးဘက်သည်အခြေခံခန္ဓာပရိစ္ဆာသုံးဘက်သည်အခြေခံကောင်းမှရှင်မှန်ကောင်းမှအမှားအယူဒိဋ္ဌိစင်မယ်ရှင်မှန်ကောင်းမှဘာရဲ့လဲအမှားယူဒိဋ္ဌိစင်မှာတန်တရားကင်းတာပေါ့ဗျာတန်တရားကင်းရင်ဉာဏ်လင်းမလာနိုင်ဘူးလားခန္ဓာပေါ်ဘာရောက်တာခန္ဓာဉာဏ်ရောက်ဒိဋ္ဌိပြောင်း
ဒိဋ္ဌိပြောင်းမှနိဗ္ဗာန်ရောက်ပြောပါလေခန္ဓာဉာဏ်ရောက်ခန္ဓာဉာဏ်မရောက်ဒိဋ္ဌိမပြောက်ဒိဋ္ဌိမပြောက်မိုင်းမကြားဘလို့ဖြစ်သွားလဲခန္ဓာဉာဏ်မရောက်ဒိဋ္ဌိမပြောက်ဒိဋ္ဌိမပြောက်နော်လို့ဒီអော်သွားပြီဆိုတာကဲဟုတ်ပြီနော်ဩငရဲမင်းကြားမှာဆိုလို့တူတူဆိုရတာဒါကြောင့်ဆရာတော်အမြဲတမ်းပြောတယ်ဒိဋ္ဌိနဲ့ဒေဝနဲ့ဒိဋ္ဌိက one set တဲ့အဲ့ဒါဒိဋ္ဌိမပြောက်ရင်တော့ဒေဝနဲ့ဒိဋ္ဌိကတော့ one set ဖြစ်လိမ့်မယ်တဲ့ဒါကြောင့်မလို့သူတော်တို့ဒိဋ္ဌိပြောက်ခြင်းနဲ့တဏှာကင်းကျင်တယ်ဆိုရင်ဘာလို့နားလည်ဆိုပရိစ္ဆာသမုပ္ပါပြောပါလေပရိစ္ဆာသမုပ္ပါဆိုတာလေသူများကြောင့်လားကိုယ့်အကြောင်းလားကိုယ်ဆိုတာရှားလာခန္ဓာလားရတဲ့ခန္ဓာချမ်းသာသလားဆင်းရဲသလားဆင်းရဲတာကဒုက္ခမနာကသစ္စာခန္ဓာဤကဘာသစ္စာသူများရတာလားကိုယ်တိုင်ရတာလားအတိတ်မှာလားပစ္စုပန်မှာလားချမ်းသာသလားဆင်းရဲသလားကဲရတဲ့ခန္ဓာမအိုခြင်းလဲမနာခြင်းလဲမသေးခြင်းလဲအိုရနာရသေးရတာတခြားလားခန္ဓာလားပရိစ္ဆာသုံးဘက်လိုရကြည့်လိုက်ရင်ဘယ်ကွက်ထဲမှာလဲခန္ဓာဘယ်နှပါဆိုအောင်ဝိညာဉ်နာယုတ်ကြောင်းတရားလားအကျိုးတရားလားအတိတ်မှာလားပစ္စုပန်မှာလားသူများရတာလားကိုယ်တိုင်ရတာလားရတဲ့ခန္ဓာမအိုခြင်းလဲမနာခြင်းလဲမသေးခြင်းလဲကိုရနာတရားတာချမ်းသာသလားဆင်းရဲသလားဆင်းရဲတာကဒုက္ခမနာကခန္ဓာဤကပါသစ္စာအလိုလိုရကြတာလားအကြောင်းတရားကြောင့်လားအကြောင်းတရားကိုကြည့်လိုက်တော့အဝိဇ္ဇာနဲ့တဏှာအကြောင်းတရားကိုကြည့်လိုက်တော့ဘာရဲ့လဲဒါကြောင့်မလို့ဘုရားရှင်ကိုရောမကြီးကအနမတကတန်ယုံမှာလားအနမတကောယံဘိကဝေသန္တာရောပုဗ္ဗဂောတိနပညာတိဝိဇ္ဇာနိဝရဏနံတဏ္ဏတန်ယောဇနာနံဒီမှာတဏ္ဏတန်ယောဇနာနံကြည့်လိုက်တဲ့အခါကျတော့ငါဘုရားရှင်ကိုရောမယ်ကြီးကွယ်ဒီလိုကြည့်လိုက်တော့တတ္တဝါအစပေါ့တတ္တဝါတယောက်ချင်းစီရဲ့အစက2မျိုးရှိတယ်အထေအစနဲ့ဓမ္မအစပေါ့နော်အထေဆိုတာကတော့သူတော်ကောင်းလုံးစင်းတို့လူဖြစ်ခဲ့တယ်နတ်ဖြစ်ခဲ့တယ်မြမဖြစ်ခဲ့တယ်တတ္တဝါတယောက်ချင်းစီရဲ့ဘဝတွေပြန်လည်ပြီးတော့ရေတွက်ကြည့်မယ်ဆိုရင်ဥမာတို့ယောဂီတွေပေါ့ဗျာနော်ယောဂီတွေရင်ဘဝတော့ဘာဖြစ်တယ်ဘာဖြစ်ခဲ့တယ်တယောက်ချင်းစီပေါ့နော်အဲ့ဒါတယောက်ချင်းစီရဲ့ဘဝတွေကိုပြန်လည်ကြည့်လိုက်မယ်ဆိုရင်ဖရာတာပြိဋိဘံဆံသွားမယ်လူတယောက်ရဲ့ဘဝဟာမပြီးနိုင်ဘူးဒါကြောင့်အဲ့ဒီအထေအစတွေတော့ငါဖရာမပြောတော့ဘူးကွယ်မင်းကတော့လူဖြစ်ခဲ့တယ်မင်းကတော့နတ်ဖြစ်ခဲ့တယ်ဖရာအကျိုးရှိရင်တော့ဟောတာပေါ့ဗျာဒါပုဗ္ဗေနိဝါဒနုဒ္ဓရိဉာဏ်တော်ကြီးနဲ့ကြည့်ပြီးတော့တချို့နေရာတွေမှာတော့အတိတ်ကိုဆောင်ပြီးတော့ဟောတဲ့နေရာတွေရှိတာပေါ့ဒါပေမဲ့တယောက်ချင်းစီရဲ့ဘဝတွေပြန်လဲကြည့်နေမယ်ဆိုရင်ဒါလည်းပဲဒီဘက်ကနေပြီးတော့အဲ့လောက်စီအကျိုးမများလို့ဘုရားကဟေးတဲ့အဲ့အတွက်တော့ငါဘုရားမဟောတော့ဘူးတတ္တဝါဖြစ်ကြောင်းဓမ္မအစကိုပဲပြောတော့မယ်ဒါလေးမှတ်နော်တတ္တဝါဖြစ်ကြောင်းဓမ္မအစကိုပြောတော့မယ်ဆိုတဲ့အခါကျတော့တတ္တဝါဖြစ်ကြောင်းအစဟာအဝိဇ္ဇာနဲ့တဏှာတတ္တဝါဖြစ်ကြောင်းစာပါရဲ့လေဒါကြောင့်မလို့ဦးဇင်းတို့အမိမသိစာရေးဆရာလို့တော့မှတ်တမ်းမှာမှတ်ရတယ်သိကောင်းတယ်အဝိဇ္ဇာဘယ်မာနေမိမိစိတ်မာနေကပ္ပါကပေမိုင်မဲမှုသင်္ခါရကိုပြုဆက်မဆိုလို့နေရောဒါလေးကသွားတယ်ဆိုပြီးတော့တရားတစ်ခုရတယ်ဗျာနော်အဲ့ဒါသင်္ခါရကိုဘာကြောင့်ပြုတာလဲအဝိဇ္ဇာနဲ့တဏှာကခိုင်းတာလားဒါကြောင့်ကျေးဇူးတော်ရှင်မိုးဆရာတော်ဘုရားကြီး29ရက်17လ1959ပြောတော့ဝိဇ္ဇာတဏှာရှင်းနေသွားမယ်ဆိုရင်ဒီတရားလေးကတော့မဖြစ်မနေဆရာကြီးတရားလေးနဲ့ချိတ်ဆက်ပေါ့ဗျာအဝိဇ္ဇာရှိလို့တစ်ဖက်ကံတဏှာရှိလို့တစ်ဖက်ကံဇုံလုံးကန်းနေတာ29ရက်17လ1959ဒါသင်္นานဆရာတော်တွေပါတော့ဒီအညွှန်းလေးတွေလည်းပေးရတယ်ယောဂီတွေကလည်းပြန်သွားပြီဆိုရင်ငါတို့တော့ဘိုင်းသေးပဲဒီကပြန်ရင်တော့လှုပ်လိုက်အောင်မှမလုပ်နဲ့မဝဲမယ်နော်ချေကနံပေးတာမဟုတ်ဘူးနော်နိဗ္ဗာန်သွားဖို့ရတဲ့ဆရာတော်ရဲ့ဓမ္မအစဉ်ဒါပေးလိုက်တာနော်29ရက်17လ1959ခုနှစ်မှာခမရတို့ပြတယ်အဝိဇ္ဇာရှိလို့တစ်ဖက်ကံတဏှာရှိလို့တစ်ဖက်ကံဇုံလုံးကန်းတာဗျာ
အကန့်လန်းသွားတော့ကြောက်တဲ့ချော်ကြတာပေါ့ဗျာဒီတော့ကြတော့ဘာလို့လဲခန္ဓာရတာလူဖြစ်တော့လူခန္ဓာနတ်ဖြစ်တော့နတ်ခန္ဓာဗြဟ္မာဖြစ်တော့ဗြဟ္မာခန္ဓာဟောအပယ်လေးပါးကြတော့အပယ်လေးပါးခန္ဓာဒါကြောင့်ဒီခန္ဓာအလိုလိုရခဲ့တာလားအကြောင်းတရားကြောင့်လားဒါကြောင့်တတ္တဝါအစာအဝိဇ္ဇာနှင့်တဏှာကပြောပါလေတတ္တဝါအစာဟောဒီမှာကြည့်လိုက်တော့ပြိဿသုံးဘက်မှာကဲနှစ်ကွခန္ဓာရတာဘယ်သူနဲ့ဘယ်သူကြောင့်ဝိဇ္ဇာနဲ့တဏှာသူအတိတ်တုန်းကလည်းခန္ဓာမရခဲ့ဘူးလားဟောရပင်ရညတော့လေဥနာတိဒုက္ခခန္ဓာကြီးပါလားလို့သိတာနဲ့မသိတာဘယ်ဟာများလားမသိတာကကံလုံးနဲ့ချိန်ကုန်တာကဝိဇ္ဇာပစ္စယဘယ်ကွက်ထဲမှာလဲအကျိုးတရားလားအကြောင်းတရားလားဘယ်တော့ကချိန်ကုန်ခဲ့တာဘာသစ္စာပွားချမ်းသာကြောင်းလားဆင်းရဲကြောင်းလားဟောတိတ်တုန်းကဆင်းရဲကြောင်းနေနဲ့ချိန်ကုန်ခဲ့တာလဲဘယ်သူနဲ့ဘယ်သူကြောင်းလက်ရှိဆင်းရဲရုပ်ခန္ဓာရတာလဲဘယ်သူနဲ့ဘယ်သူကြောင်းကဲလက်ရှိခန္ဓာကိုမသိရင်တခြားလားနှစ်သက်တာလားဒီမှာကြည့်လိုက်နှစ်သက်တာကတဏှာမရမင်းတော့ဆွဲလန်းတာကပြန်လဲအတုတ်တာကဘယ်ကွက်ထဲမှာလဲအကျိုးတရားလားအကြောင်းတရားလားဘာသစ္စာပြန်ပွားဘယ်သူနဲ့ဘယ်သူကြောင်းပြန်မေးပါဦးမယ်အတိတ်တုန်းကခန္ဓာရခဲ့တာလဲဘယ်သူနဲ့ဘယ်သူကြောင်းနှစ်ကွက်မှာခန္ဓာရတာလဲဘယ်သူနဲ့ဘယ်သူကြောင်းသုံးကွက်မှာခန္ဓာရာချောင်းတွေပြန်လုံနေတာလဲဘယ်သူနဲ့ဘယ်သူကြောင်းမေးတာလေးမှတ်ခဲ့နော်အတိတ်တုန်းကခန္ဓာရတာဘယ်သူနဲ့ဘယ်သူကြောင်းပစ္စုပန်ခန္ဓာရတာသုံးကွက်မှာခန္ဓာရာချောင်းတွေပြန်လုံတာလဲဘယ်သူနဲ့ဘယ်သူကြောင်းဟောဒီဘက်ကလေးကွက်မှာဇာတိဥနာတိခန္ဓာပြန်ရတာလဲဘယ်သူနဲ့ဘယ်သူကြောင်းဒါပြောတာဗျအဝိဇ္ဇာနဲ့တဏှာတိကာလသုံးပါးလုံး၌ခြေလေတတ်တဲ့တရားပြောပါဦးပါလေကာလသုံးပါးလုံး၌ပြန်ပြောပါဦးပါလေကဲကြည့်လိုက်လေလွန်လေပြီးတော့အတိတ်ကာလတော့ကလည်းဘယ်သူအုပ်ချုပ်ထားတာယခုဖြစ်စေပစ္စုပန်ကာလမှာလဲနောင်ဖြစ်လက်တဲ့နာဂတ်မှာလဲဟောဒါကြောင့်ဝိဇ္ဇာနဲ့တဏှာကိုပရိစ္ဆာသုံးဘက်စဝိုင်းမှာအလေကောင်တဲ့မှာရေးထားတာမတွေ့ရဘူးလားဘာကြောင့်အလေကောင်တဲ့မှာရေးတာဆိုရင်ကာလသုံးပါးလုံးနဲ့သက်ဆိုင်လို့ပြောပါရဲ့လေဒါတော့ဒီလိုတော့အနှစ်ချုပ်ပေါ့ဗျာကျန်တာချက်ဟောလို့ရတာပေါ့ဗျာကာလသုံးပါးလုံးနဲ့သက်ဆိုင်တဲ့အတွက်ကြောင့်မလို့ဘယ်နေရာမှာဆိုအလေကောင်တဲ့မှာရေးထားတယ်ဒါဆိုရင်ရှင်ပြဒီဘက်ကနှစ်ရက်မူလာထောက်တဲ့အခါကျတို့ကနေရာခွဲတယ်ဗျာသုံးခွက်ကတဏှာနဲ့တစ်ခွက်ကဝိဇ္ဇာဒါဒီနေရာမှာနှစ်ရက်မူလာနေပြနဲ့နှစ်ရက်မူလာတူပုံထူပုံပေါ့သူကရှစ်သွယ်ကိုယူတဲ့အခါကျတော့တစ်သွယ်တည်းပေါင်းယူထားတယ်ဘာကြောင့်ပေါင်းယူတာလဲဆိုရင်တရက်ကိုအရာကောက်တူလို့ဝိဇ္ဇာတဏှာတရားကိုကောင်းရင်ဝိဇ္ဇာကိုတရားကောင်းရင်မောဟတဏှာတရားကောင်းရင်လောဘဒီဘက်ကနှစ်ရက်မူလာမှာလဲသူအရာကောက်တော့မောဟနဲ့လောဘပါပဲအဲ့တော့တရားကိုအပြင်တူတယ်ကာလအပြင်ကွဲပြားတယ်ဒီမှာကြည့်အောင်အတိတ်ကအဝိဇ္ဇာတိပစ္စုပန်ခန္ဓာရာခြင်းအကြောင်းတရားပစ္စုပန်တဏှာတိအနာဂတ်ခန္ဓာရာခြင်းအကြောင်းတရားအတိတ်ကအဝိဇ္ဇာလို့ပြောပေမဲ့ဒီမှာဝိသွယ်ပုံနေနဲ့ပြောရင်တဏှာကပါပြီသားဒီဘက်ကဦးဇင်းတို့ပစ္စုပန်တဏှာလို့ပြောပေမဲ့လေအဝိဇ္ဇာကဝိသွယ်ပုံနေနဲ့ပါပြီသားဒါအတိတ်ကအဝိဇ္ဇာတိပစ္စုပန်ခန္ဓာရာခြင်းအကြောင်းတရားပစ္စုပန်တဏှာတိအနာဂတ်ခန္ဓာရာခြင်းအကြောင်းတရားအလုံးဆိုကြည့်အောင်အတိတ်ကဝိဇ္ဇာတိပစ္စုပန်တဏှာတိကာလနှစ်ပါးပဲသက်ဆိုင်တာဒါနေရမူလဟာကာလနှစ်ပါးပဲသက်ဆိုင်တယ်မူလနှစ်ပါးကျတော့ကာလသုံးပါးလုံးနဲ့သက်ဆိုင်တယ်တရားကိုတူတဲ့အတွက်ကြောင့်ရှစ်သွယ်ကိုယူတဲ့အခါမှာပေါင်းယူထားတယ်စဝိုင်းထောက်တဲ့အခါမှာဘာကြောင့်ဆရာတော်ဘုရားကြီးကနေရာခွဲပြီးတော့ထောက်တာလဲဆိုရင်ဒီဘက်ကကာလကွဲပြားတဲ့အတွက်ကြောင့်ကာလကပစ္စုပန်တဏှာနဲ့အတိတ်အဝိဇ္ဇာတဲ့ဒါလေးတော့ဘုဒ္ဓရာလေးမှတ်ပေါ့နော်မူလနှစ်ပြားနဲ့နှစ်ရက်မူလတူပုံထူပုံသဘောတရားအဓိပ္ပာယ်လေးလည်းမှတ်ပေါ့ဗျာနှစ်ခုလုံးကတော့ဦးဇင်းတို့ခန္ဓာရာချောင်းကြီးပဲဘာရာချောင်းလဲလဲခန္ဓာရာချောင်းတယ်ဖြာနာလားအရင်းမြက်လားပြောဖြာနာလားအရင်းမြက်လားအရင်းမြစ်ကိုစာလို့သုံးတော့မူလတယ်စာလို့သုံးတော့ဘာရဲ့လဲ
မူလဆိုတာကအရင်းမြစ်မူလဆိုတာဘာရဲ့လဲအရင်းမြစ်ဆိုတာကမူလဆိုတာကဘာဖြစ်ကြောင်းရင်းမြစ်လဲခန္ဓာဖြစ်ကြောင်းအရင်းအမြစ်ပြောပါရဲ့လေနှစ်ပြားဆိုတာကဝိဇ္ဇာနဲ့တဏှာနှစ်ပြားဆိုတာဘာရဲ့လဲပေါင်းလိုက်တော့ဘာနှစ်ပြားဟောဒါကြောင့်ဘုရားရှင်ကိုယ်တော်မကြီးကဟေ့တတ္တဝါအစအဝိဇ္ဇာနဲ့တဏှာကဤဒါဆိုရင်အဝိဇ္ဇာနဲ့တဏှာဒီသူတော်ကောင်းတို့ဦးဇင်းတို့တည်းမိတ်ဆွေလားယန္တုလားကဲယန္တုဆိုရင်သူတော်ကောင်းတို့ဦးဇင်းတို့ကအိမ်ယူသွားရမှာလားကြောင်းထားခဲ့ရမှာရှင်ပြတော့ခွဲယူရမှာဗျာအဲ့တော့အဲ့ဒါကြောင်းလည်းမထားခဲ့နဲ့အိမ်လည်းယူမသွားနဲ့ယန္တုကိုယန္တုမှသိရင်ဒီအကြောင်းတရားကိုပယ်တတ်ရမှာဒါကြောင့်မလို့ဆရာတော်ဘုရားကြီးကအရေးကြီးသိစေခြင်းလို့အနီရောင်နဲ့တောင်ရေးထားတာဗျာဘာရောင်နဲ့ရေးထားဒါကြောင့်ဘာကြောင့်အနီရောင်နဲ့ရေးတာအရေးကြီးတဲ့အတွက်ကြောင့်မလို့ဒါဦးဇင်းတို့ဆရာတော်ကတော့ပြောပါတယ်ဦးဇင်းတို့ဒီဘာနဲ့ဥမာပြထားလဲဆိုရင်ငယ်တုန်းကကျောင်းနေတက်တဲ့ခါမှာကျောင်းသားတယောက်စိုးပြီဆိုရင်ဘာလို့ဆိုမှင်နေတာတာနော်အဲ့ဒီတိုင်းပဲလေဒီနေရာမှာအရေးကြီးဖြစ်တဲ့ကြောင့်ဒီတရားကိုပယ်တတ်မယ်တရားမို့အနီရောင်နဲ့ရေးတာတနည်းအားဖြင့်မီးတောင်မီလီယံနဲ့ဘာနဲ့တူလို့လဲအဲ့တော့မီးဆိုတာပူလောင်တဲ့တတ္တိရှိတယ်အဲ့တော့ဒီအဝိဇ္ဇာတဏှာကင်းတဲ့ပုဂ္ဂိုလ်ကလည်းသူတော်ကောင်းနေသောတာပန်သက္ကတာကအနာဂံတည်ပြီးတာတောင်မှဒုတိယဘဝမှာခန္ဓာစားလို့ရတယ်ဆိုတာအဝိဇ္ဇာ၄ပုံပုံရင်တစ်ပုံနဲ့တဏှာကို၄ပုံပုံရင်တစ်ပုံကျန်သေးလို့တဲ့အရဟတမဉ္ဇဉ်အရဟတပုံဉ္ဇဉ်ရပြီဆိုမှသူကအပိပိုင်ပြတ်နိုင်မှာဘူးဗျာဒါကြောင့်ခင်ဗျားတို့ယန္တုကိုယန္တုမှန်းသိအောင်လုပ်ဗျာဒါဆရာကြီးကနော်ဒါကြောင့်အဝိဇ္ဇာရှိလို့တစ်ဖက်ကတဏှာရှိလို့တစ်ဖက်ကဇုံလုံးကန်းခဲ့တာဒါကြောင့်သင်္ထောက်ကိုပြောမယ်ဆိုရင်တော့အနီရောင်နဲ့ရေးထားတာကမီးတောင်မီလီယံနဲ့တူလို့တနည်းအားဖြင့်အရေးကြီးလို့ဒါကြောင့်ဘာကြောင့်မူလနှစ်ပြားလို့ပြောတာလဲခန္ဓာဖြစ်ကြောင်းအရင်းမြစ်မို့လို့ဟောဒီနေရာမှာအလေကောင်မှာဘာကြောင့်ရေးတာလဲကာလသုံးပါးလုံးနဲ့သက်ဆိုင်လို့အဲ့ဒါအကြောင်းတရားအဝိဇ္ဇာနဲ့တဏှာရှိပြီဆိုကြတဲ့ကအဲ့ဒီတတ္တဝါဟာတန်တရာတဲမှာခေါင်းအမျိုးမျိုးပြောင်းပြီးတော့လဲအောင်မယ်ဒါကြောင့်တခါကျတို့ကမှတ်ပြတယ်ကျက်တက်တဲ့ပုဂ္ဂိုလ်ကကျက်တက်တယ်ဝက်တက်တဲ့ပုဂ္ဂိုလ်ကဝက်တက်တော့ခင်ဗျားတို့ကအဲ့ဒါသွားတွေ့တယ်ဩတဏှာတရားကောင်းလိုက်တာအဲ့ဒါတဏှာတရားကောင်းလိုက်တာဒီတရားဝါလေးတော့ကြည်တန်းတက်ခံနေရတာခင်ဗျားတို့ကတဏှာတရားကောင်းလိုက်တာလုံးနဲ့ပြန်မလာနဲ့တခါကျွဲငါလည်းအဝိဇ္ဇာနဲ့တဏှာမကင်းသေးရင်သစ္စာမသိရင်အဲ့ဒီဘဝကိုအချိန်မရွေးရောက်သွားနိုင်တယ်ဟောတင်မဖျားလေးပါလေလုံးလေမန်းနည်းနည်းလန့်ခေါ်ရတာဗျာအဲ့တော့ရောက်သွားနိုင်တယ်ဩဆရာကြီးကဒါပြောတာနော်မှတ်တာတကားကျွဲတယ်ခင်ဗျားတို့သစ္စာမသိရင်ဒီအဝိဇ္ဇာနဲ့တဏှာတရားနှစ်ပါးကကိန်းနေမယ်ဆိုရင်တော့ခင်ဗျားတို့အချိန်မရွေးအဲ့ဒီကြက်ဘဝဝက်ဘဝငှက်ဘဝရောက်သွားနိုင်တဲ့ခေါင်းအမျိုးမျိုးပြောင်းနေတဲ့ဇက်ကမသိနိုင်ဘူးနော်ဒါစဉ်းစားဗျာနော်ဒါကြောင့်အဝိဇ္ဇာကပုံးတယ်တဏှာကချော့တယ်ဘလောက်တောင်ဆိုးတယ်လဲဆိုရင်အမှောင်ချပြီးတော့အချော့ခံထားရတာလေ30ပုံကိုအမှောင်ချပြလိုက်တာလေသူကနော်ဒီဘက်ကတဏှာကချော့လိုက်တာပဲဒါကြောင့်အဝိဇ္ဇာရှိလို့တစ်ဖက်ကံတဏှာရှိလို့တစ်ဖက်ကံဇုံလုံးကန်းတာဗျာဒါကန်းတာမှာခင်ဗျားတို့ကဖျားရှိသွားပြီးတော့ကိုယ်တတ်မဲ့ဆုတောင်းကိုတောင်းတာကဲကြည့်လေဖျားရှိသွားပြီးတော့ရှင်ဘုရားကြီးကဲတော့လူရန်နဲ့ကောင်းမှုကုသိုလ်ကံစင်တော်ကြောင့်ဘုရားတို့မတို့သည်လူမင်းစည်းစိမ်ချင်းချင်းနမင်းစည်းစိမ်ချင်းချင်းဗျမမင်းစည်းစိမ်ချင်းချင်းခံစားဆန်စားရပါလို့ဤဖျားအမှန်တော့လူဖြစ်တော့ဘာသိသေးတာပြောပါဘာသိသေးတာနတ်ဖြစ်တော့ဗျမဖြစ်တော့ဒါဆိုရင်တခါကျတော့ခင်ဗျားတို့အသေးစုတောင်းတာပဲဗျာဘာစုတောင်းတာဒါစဉ်းစားဗျာတဲ့အဲ့ဒါပြောင်းတော့မစဉ်းစားတဲ့အခါကျတော့ကဲကြည့်ပြီးတော့ကိုယ်တတ်မဲ့စုကိုကိုဖျားရှိသွားတောင်းတာ ਨੇ တူနေလိမ့်မယ်ဗျာတဲ့ဟောဒါကြောင့်မလို့တို့တော့ခန္ဓာရလေသူများဥနာသေးဘူးဗျာဒါကိုပဲဆရာကြီးကမြင်လျောင်တန်းပြောတယ်ဦးဇင်းတို့ဆရာတော်ဘုရားကတော့ပြောတယ်ဖျားရှိသွားပြီသူကရှာသွားရှိတာတဲ့ဘာသွားရှိတာအဲ့လိုပြောရင်တချို့ကသိမကြဘူးတော့တောင်းမှာပေါ့တဲ့တို့တောင်းတယ်ရှိတာတောင်းတာပဲတဲ့ဘုန်းကြီးတော့ဘုန်းကြီးပြောမှာပဲတဲ့ဘုန်းကြီးတော့ဒါပြောတာဟုတ်တယ်သူတို့ကတော့ဟောပြီးပြီးသွားတာပဲတို့ကသားနဲ့သမီးနဲ့ဆွေးနဲ့မျိုးနဲ့ဝိုင်းနဲ့အဲ့ဒါရှိတာပဲတဲ့မတောင်းလို့မဖြစ်ဘူးတဲ့ဒါဒီရှိတော့တင်မဗျာမမဗျာဖြေလိုက်မှာပဲတဲ့ပြီးရင်တော့တောင်းတရားရှိတာတော့ဘုရားရှိမှာမလွယ်ဘူးနော်ရှင်ဗျာတော့မှန်လာမှသူတို့ကနော်ဒါဆရာတော်အဲ့ဒါကိုပေါ်လွင်အောင်ပြောတယ်
ဒါကြောင့်ကုသလောဓမ္မောအကုလတဓမ္မတဥပနိတယပစ္စည်းရှိကစွန်းတော်တင်တဲ့ပန်းတော်ကတ်တဲ့ရေချမ်းကတ်တဲ့ဒီကုသိုလ်ကိုအကြောင်းပြုတော့နောက်ကဆုတောင်းရှည်တဲ့တဏှာအဲ့ဒါဆုတောင်းရှည်တဲ့တဏှာဆုတောင်းနေဆိုတာမလိုချင်လို့လားလိုချင်လို့လားလိုချင်နေတဲ့တာကတဏှာရှာလာတဏှာလားမတောင်းရမနေနိုင်တာကဘုရားရှိခိုးပုတ်တုတ်ပုတ်တုတ်လုံနေတာကဘယ်ကွက်ထဲရောက်လဲအကျိုးတရားလားအကြောင်းတရားလားဘာရာချောင်းပြန်လုပ်တာသူမရလားကိုယ်တိုင်လားတောင်းခဲ့မတောင်းခဲ့တောင်းခဲ့ပါလို့ဘသူကတက်တည်ပြပြောပါဘသူကတက်တည်ပြတာဟုတ်ရောဟုတ်ရဲ့လားမှန်ရောမှန်ရဲ့လားခန္ဓာကြီးကဘာသစ္စာဟာဒီခန္ဓာမအိုခြင်းလဲမနာခြင်းလဲမသေးခြင်းလဲဟာဥနာတိခန္ဓာရတာဘသူနဲ့ဘသူကြောင့်ဝိဇ္ဇာနဲ့တဏှာကြောင့်ပြောပါရဲ့လေအဲ့ဒါကြောင့်ဒီခန္ဓာမြမကြီးကဖန်ဆင်းတာဟုတ်ရဲ့လားသာဝရဘုရားကဖန်ဆင်းတာဟုတ်ရဲ့လားအလ္လာရှင်မြတ်ကဖန်ဆင်းတာဟုတ်ရဲ့လားဘသူနဲ့ဘသူကြောင့်လဲဟာဝိဇ္ဇာတဏှာဒီပုဂ္ဂိုလ်တ attva လားဓမ္မလားအကျိုးဓမ္မလားအကြောင်းဓမ္မလားအကြောင်းတရားတွေမှာပုဂ္ဂိုလ်တ attva ပါရဲ့လားဟောအကြောင်းနဲ့မှတော့မပါမှတော့အကျိုးထဲမှာလည်းပါပါမလားအကြောင်းသည်ပရိစ္ဆာအကျိုးသည်အလိုလိုလားအကြောင်းကျိုးလားအကြောင်းတရားပေါ်ဉာဏ်ရှင်းတန်တရားဥစ္စကိစ္စမသေးဘူးလားအကျိုးတရားခန္ဓာကိုအမှန်သိရင်ဒိဋ္ဌိမပြုတ်ဘူးလားဟောဒိဋ္ဌိနဲ့ဝိစ္စကိစ္စပြုတ်တယ်ဆိုတာဘာကိုနားလည်လို့လဲပရိစ္ဆာသမုပ္ပရိစ္ဆာသုံးဘက်ကစာပရိစ္ဆာသမုပ္ပန်နဲ့ခန္ဓာပရိစ္ဆာစာပရိစ္ဆာသုံးဘက်သည်အခြေခံခန္ဓာပရိစ္ဆာသုံးဘက်သည်အခြေခံကောင်းမှရှင်းမှန်ကောင်းမှအမှားအယူဒိဋ္ဌိစင်မယ်အမှားယူဒိဋ္ဌိစင်မှာတန်တရားကင်းတယ်တန်တရားကင်းရင်ဉာဏ်အလင်းမလာနိုင်ဘူးလားခန္ဓာဘောဘာရောက်ဟောဒါကြောင့်မလို့ပရိစ္ဆာသုံးဘက်အခြေခံတာဒီနေ့တရားဓမ္မကျေးဇူးဆက်တဲ့ခါမှာနံပါတ်1ကပရိစ္ဆာသုံးဘက်ရဲ့ဂုဏ်ယူကိုဗုဒ္ဓဝိပဿနာဆိုတော့တင်စားပူဇော်ခဲ့ပါတယ်ဟောနံပါတ်2အပိုင်းမှာကျတော့အရိယာလေးမျိုးအရိယာလေးမျိုးမှာတက်ရမယ်ကိလေသာကိုလည်းရွေးထုတ်အဲ့တော့ရွေးထုတ်ပြီးတော့ဒီခန္ဓာဘုသူကြောင့်ရတယ်ဆိုတော့အကြောင်းတရားကိုလည်းရှာပြီးတဲ့အခါမှာပေသက်ကြောင့်မဂ္ဂသစ္စာအလုတ်တွေလုပ်ဖို့လည်းဓမ္မစင်တွေပြီးခဲ့ပါတယ်ဒါဒီဓမ္မစင်ကြည့်လိုက်တဲ့အခါကျတော့တို့ရဲ့တန်တန်မှာအကြောင်းတရားတွေမချုပ်သေးဘူးကတော့အကျိုးတရားမချုပ်နိုင်ဘူးလို့ဆုံးဖြတ်ပါအကြောင်းတရားတွေဖြစ်နေသမျှကာလပတ်လုံးကတော့အကျိုးတရားကတော့ဖြစ်မှာမဟုတ်အကြောင်းဖြစ်ရင်အကြောင်းချုပ်ရင်ဒါကြောင့်မလို့အကြောင်းတရားကိုချုပ်အောင်ဉာဏ်ဓမ္မနှလုံးသားထဲမှာကိန်းအောင်ကြိုးစားကြပါစို့လို့တိုက်တွန်းရင်းနဲ့ဂျန်နဲ့တင်တဲ့နောက်နေ့မှာသွားကြပါစို့အလုံးချမ်းချမ်းမာချမ်းချမ်းသာသာဖြင့်ဤဘဝဤခန္ဓာဖြင့်သူတော်ကောင်းယရနာအရိယာစစ်ကြီးတွေဖြစ်နိုင်ကြပါစေ